AP3 ရဲ့အစမှာတော့ဒန်နီရဲ့ငယ်ဘွားမှာသူပထမဆုံးချက်ဖို့တဲ့ထမင်းကြော်ကိုဂျင်းကမြည်စမ်းကြည့်ပြီးစားရတာအရန်ဆိုးတယ်လို့မှတ်ချက်ပေးလိုက်တဲ့အတွက်ဒန်နီတယောက်အကြီးကျယ်အံ့ဩသွားရပါတယ်ဒန်နီရဲ့အထိပ်မှာဂျင်းကသူချက်တဲ့ထမင်းကြော်ကိုအရသာရှိအောင်ဘလို့ပြုပြင်ရမလဲဆိုတာတင်ပြပေးခဲ့ပါတယ်သူမဟာဒန်နာအီလာထမင်းကြော်ကြောင့်နာမည်ကြီးသူဖြစ်ပြီးဒန်နီကိုလည်းသူမလိုမျိုးစပုံမူကောင်းတယောက်ဖြစ်လာနိုင်တယ်လို့အားပေးခဲ့ပါတယ်လက်ရှိမှာတော့တတိလစ်နေတဲ့ဒန်နီအတွက်ဗင်ရေချန်နဲ့စီဆိုဗီတို့ဟာမော်တက်တွေကိုအသုံးပြုပြီးစံပြုတ်ချက်ဖို့ကြိုးစားနေကြပါတယ်သူတို့ဟာ Fatal Fire နဲ့ Flame Magic တွေကိုသုံးပြီးအပူချိန်ညှိဖို့အကြီးကျယ်ငြင်းကုန်နေကြတာကြောင့် Anarita ကတော့ဘာတွေပြောနေမှန်းနားမလဲပဲကြောင်ကြည့်နေရပါတယ်။အဲ့ဒီအချိန်မှာအကုန်းတဲ့ပိုရောက်လာပြီးဈေးနှုန်းထောက်ဝက်တဲ့ပစ္စည်းတွေကိုလာရောက်ပါတယ်။သူကစံမြုပ်ချရတာဘလောက်လွယ်ကူကြောင်ရှင်းပြလိုက်တဲ့အခါမှာပဲအစင်းမြက်မော်တွေနဲ့ခေါင်းစားနေတဲ့ Vino တတိုင်းသူတို့ကိုသူတို့ငတုံးတွေလိုခံစားသွားရပြီးမော်စံမြုပ်အကိုဝယ်လိုက်ကြပါတယ်။အတလီယာကလည်းဒန်နင်းစီကတင်ထားတဲ့အတိုင်းကြက်ဥခောက်ပြီးဝိုင်းကူပေးပါတယ်။စကားဆမ်းပြီးလို့ Anarita ကိုမစားနိုင်တဲ့အရာရှိတာလို့မေးတဲ့အခါသူမကတရေဖန်နဲ့လို့ဖြေတာကြောင့်အားလုံးအံ့ဩသွားကြပါတယ်။သူမကတရေဖန်နဲ့ဟာတိတ်ဆက်အရေကုန်နဲ့လှုပ်တာမို့စားလို့ရမယ်ထင်တာလို့အတီပေါက်ပြောပြနေတာပါညဘက်မှာတော့အတလီယာကဒန်နစ်ကိုစံပြုတ်တိုက်ကြွေးပါတယ်ဒန်နစ်ကအရသာရှင်တယ်တော့အတလီယာလှုပ်တာလာလို့မေးတဲ့အခါသူမကကြက်ဥပဲခောက်ပေးတာဖြစ်ပြီးပိုကစံပြုတ်ချက်ပေးတာကိုသိလိုက်ရတဲ့အတွက်ဒန်နစ်တယောက်မယုံနိုင်အောင်ဖြစ်သွားရပါတယ်နောက်တစ်နေ့မှာတော့ဒန်နစ်ရဲ့ဆိုင်ကိုခဏပိတ်ပြီးအားလုံးစုပေါင်းကပျော်ဝဲစားလို့ပြင်ဆင်ကြပါတယ်ပွဲမစခင်မှာအမျိုးသားတွေကတစ်ဖက်အမျိုးသမီးတွေကတစ်ဖက်ရေချိုးကမ်းမှာသွားကြပါတယ်ဗင်ကဒန်နစ်ရဲ့တောက်တင်းတဲ့ကြော်သားတွေကိုကြည့်ပြီးအံ့ဩနေစင်မှာဒန်နစ်ကဗင်ကိုဘာလို့ဒီလောက်ပိန်နေတာလဲလို့မေးပါတယ်ဗင်ကတော့သူကမော်စရာမို့ကြော်သားမလို့ဘူးလို့ပြန်ဖြစ်ပါတယ်တစ်ဖက်မှာလည်းရေချက်ကဟန်နရီတာရဲ့ပြည့်စုံလာပါတယ်ကိုလုံးကိုပေါက်ကိုကြည့်ပြီးအားကြနေပြီးပါတယ်ရေချိုးပြီးတဲ့နောက်အားလုံးစပွဲဝိုင်းမှာစုဝေးကြပါတယ်ဒန်နစ်ကဟန်နရီတာကိုအဖွဲအမှာစကားပြောခိုင်းလိုက်တဲ့အခါသူမကရှင်းတရားလာတဲ့မိခွန်းကြီးကိုစတင်ပြောကြပါတော့တယ်ဟန်နရီတာဟာမျက်ရည်ကျရင်သူမရှာဝင်နေတဲ့အလုပ်ကိုနောက်ဆုံးမှတော့ရရှိသွားပြီဖြစ်ကြောင်းအားလုံးကိုအသိပေးလိုက်ပါတယ်အဲ့ဒါကတော့တခြားသူတွေကိုကူညီပေးနိုင်တဲ့နန်ရင်းစစ်တီတော်အလုပ်ပဲဖြစ်ပါတယ်ဗင်ကလည်းသူလည်းနောက်ထပ်အဖွဲတစ်ခုရှာတွေ့ထားပြီဖြစ်ကြောင်းကိုပြောပြပါတယ်တစ်ဖက်မှာတော့ရေချက်ကသူမရဲ့မိဘတွေစီခိတ္တပြန်လာပြီးတဲ့နောက်မျိုးတော်ကမော်ပညာတင်တန်းရဲ့နီးပြအဖြစ်တွားရောက်အမှုထမ်းမယ်လို့ဆိုပါတယ်အားလုံးကသူတို့ရဲ့အစားပြုမှုအသစ်တွေအတွက်ဂုဏ်ပြုနေကြပေမဲ့ဗင်ကတော့အားလုံးခွဲခွာရတော့မှကိုစိတ်မကောင်းဖြစ်နေပါတယ်ဒန်နစ်ကတော့ငါတို့ကလွတ်လပ်တဲ့သူတွေပဲကိုယ့်အတွက်အရေးကြီးတဲ့အရာကိုဘယ်တော့မှလက်မလွတ်နိုင်တယ်လို့အားပေးရင်သူတို့အတွက်ထမင်းကြော်ကြွေးပါတယ်အဲ့ဒီအချိန်မှာကုန်းတဲ့ပိုကရှားပါးသားရဲ့ယူဆောင်လာပြီးပျော်ပွဲစားမှာလာရောက်ပူပေါင်းပါတယ်ဒန်နစ်ကသူနေမကောင်းတော့ကကိုညီခဲ့တဲ့ပိုကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်စကားဝိုင်းထဲမှာဗင်ကဒန်နစ်ရဲ့နာမည်အရင်ဖြစ်တဲ့ဒန်နစ်ဘလက်အကြောင်းကိုမေးမြန်းပါတယ်ဒန်နစ်ကသူ့ကိုမွေးစားပြီးဟင်းချက်ပညာသင်ကြားပေးခဲ့တဲ့ဆီယာမကြီးရဲ့မျိုးနာမည်ကိုအသုံးပြုခွင့်ရခဲ့တာဖြစ်ကြောင်းဒါပေမဲ့ဆီယာမနဲ့စကားများပြီးခွဲကခဲ့တာမို့အဲ့ဒီနာမည်ကို73မို့ဝင်လင်းနေပြီးကြောင်းဖွင့်ရလိုက်ပါတယ်ဒန်နစ်ဟာ level 99 ထိရောက်နေပေမဲ့ level 100ကိုတော့ဘလို့မှတက်လန်းလို့မရခဲ့ပါဘူးသူဟာသူ့ရဲ့အရေးချင်းကိုတက်တည်ပြဖို့ကဘာအနံ့ကိုလက်လဲခဲ့ပေမဲ့နောက်ဆုံးမှာတော့ဆီယာမကြီးရဲ့သတိပေးစကားတွေကအမှန်ကန်နေမဲ့သဘောပေါက်သွားပါတယ်ပျော်ရွှင်စရာအချိန်တွေကုန်ဆုံးနေတော့မှပဲဒန်နစ်ရဲ့ဆိုင်ဘက်ကနေမင်းကိုတွေထွက်လာတာကိုအားလုံးမြင်လိုက်ရပါတယ်သူတို့တွေအပြေတော့သွားကြည့်တဲ့အခါစားတောက်ဆိုင်တွေကမီးလောင်နေတာကိုတွေ့လိုက်ရလို့အားလုံးထိတ်လန့်သွားကြပါတယ်မီးစားတင်ချိုးခဲ့တဲ့သူတွေကိုဖမ်းဆီးရမိတဲ့အခါမှာတော့သူတို့ဟာနိုင်မဲ့အဖွဲ့ဝင်တွေဖြစ်နေကြပါတယ်သူတို့ကဒန်နစ်ကို Watchdog Indoor နဲ့ Saber Wing အဖွဲ့ကမင်းကိုအလိုရှိနေတယ်လို့ပြောတဲ့အခါမှာတော့အခြေအနေတွေကတင်းမာသွားပါတယ်ဒန်နစ်နဲ့တငယ်ချင်းတွေဟာမီးကိုငြိမ်းသက်နိုင်ခဲ့ပေမဲ့စားတောက်ဆိုင်တွေကတော့လုံးဝပြာကျသွားခဲ့ပါပြီဒါကိုမြင်ရတဲ့ Henrietta တယောက်ဝမ်းနဲ့ပိုဆွေးပြီးငိုကြွေးပါတော့တဲ့ Rachel နဲ့ Vino ကလည်းဒါဟာသူတို့ကြောင့်ဒန်နစ်ကနိုင်မဲ့အဖွဲ့နဲ့ပတ်သက်မိလို့ဖြစ်လာဆိုပြီးကိုယ့်ကိုအပြစ်တင်နေမိကြပါတယ်ဒါပေမဲ့ဒန်နစ်ကဒါဟာ Watchdog Indoor နဲ့ Saber Wing အဖွဲ့နဲ့ငါချာကပြဿနာပါမင်းတို့နဲ့မဆိုင်ဘူးလို့ပြောပြီးတခြားမျိုးမှာဆိုင်သက်သွားပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကိုကြားတဲ့အားလုံးကအံ့ဩသွားပြီးရန်သူတွေကိုအတူတူပြန်တိုက်ခိုက်ဖို့ပြောကြပေမဲ့ဒန်နစ်ကငါတို့တိုက်ခိုက်ရမှာကနိုင်ငံရဲ့အင်အားကြီးဆုံးအဖွဲ့နဲ့အချမ်းသာဆုံးမှော်စရာအိမ်တော်ဖြစ်တာကြောင့်ငါတို့မှအနိုင်ရဖို့အခွင့်အရေးမရှိဘူးလို့လက်တွေ့ကြကြတွေးတော်ပြီးရှောင်ထွက်ဖို့ပြင်ပါတယ်ဒန်နစ်ဟာတခြားသူတွေဒုက္ခရောက်မှာကိုမကြည့်ရသူမို့အခုလိုအားလုံးကိုဘေးကင်းစေချင်တာပါဒါပေမဲ့သူတို့တွေမျိုးကနေထွက်ခွာဖို့ပြင်တဲ့အခါဆိုင်ရှင်းမှာစုယုံနေတဲ့မျိုးကန်ဖောက်တဲ့တွေအားလုံးကဒန်နစ်ကိုထွက်မသွားဖို့တားဆီးကြပါတယ်ဗင်ကကျွန်တော်တို့အားလုံးကလူအဖွဲ့အစည်းကပယ်ထုံချင်းကိုခံရတဲ့သူတွေမို့ဒီနေရာမှာစုံကြတာပါဒန်နစ်ကိုနောက်တစ်ချိန်အနေထုတ်ခံရတာမျိုးကျွန်တော်တို့အဖြစ်မခံနိုင်ဘူးလို့ခန်းစားချက်ပြည့်နဲ့ပြောလိုက်ပါတယ်ဒန်နစ်လည်းတခြားသူတွေကိုအရေးကြီးတဲ့အရာတွေကိုလက်မလွတ်ဖို့ဆုံးမခဲ့ပေမဲ့အခုတော့ငါကိုယ်တိုင်ကလက်လွတ်ဖို့ပြင်နေမိတာပဲလို့သဘောပေါက်သွားပြီးမျိုးမှာစက်တွေကရန်သူတွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့အဖွဲ့တွေကိုပယ်ထုတ်ခံရသူများရဲ့စားတောက်ဆိုင်တို့နာမည်ပေးလိုက်ကြပါတယ်အဲ့ဒီအချိန်မှာခါတီရောက်လာပြီးဗီကိုရဲ့ဆိုင်ကိုမီရှိုးမန်အစီအစဉ်ကိုသူမမတားဆီးနိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ပြောပါတယ်သူမဟာစီးပွားဝင်းရဲ့ဒူကောင်းဆောင်ဖြစ်နေတာကြောင့်အစာပိုင်းမှာဒန်နစ်ကိုကူညီဖို့ဝန်လင်းနေပေမဲ့နောက်ဆုံးမှတော့စိတ်ပြောင်းသွားပြီးဗီကိုရဲ့လှုပ်ရှားမှုတွေအားလုံးကိုပြောဖို့ဆုံးဖြတ်လိုက်ပါတယ်မျိုးတော်ကိုသွားနေတဲ့လန်ခီမှာဒန်နစ်ကသူ့ရဲ့ဆီယာမချင်းဟာ level 100အထိရောက်ရှိသွားပြီဖြစ်ကြောင်းကိုပြောပြတဲ့အခါအားလုံးအံ့ဩမြင်သက်သွားကြပါတယ်လူသားသမိုင်းမှာ level 100ရောက်တဲ့သူဟာလက်ချိုးရည်တွက်လို့ရတဲ့ဒန်နိုင်တာပုံကိုယ်တွေပဲရှိတာကြောင့်ဗင်တယောက်စိတ်လှုပ်ရှားလုံးလို့ထိုင်တော့မထိုင်နိုင်တော့ပါဘူးဒါပေမဲ့ဒန်နစ်ကတော့သူမဟာတိုက်ခိုက်ရတဲ့ဟင်းချက်တဲ့နေရာမှာပဲသူမရဲ့စွမ်းရည်တွေကိုမြင့်တင်ခဲ့တာလို့ဖြစ်စေပြောကြလိုက်ရပါတယ်ဒန်နစ်တို့အဖွဲ့မျိုးတော်ကိုရောက်တဲ့အခါမှာတော့အစီအစဉ်အတိုင်းအသီးသီးခွဲခွာလှုပ်ရှားကြပါတယ်ဗင်ကအယောင်ကောက်တာကမိန်းကလေးကိုသူ့ရဲ့ချစ်စွဲပုံစံနဲ့တင်သွင်းပြီးအကူအညီတောင်းသလိုရေချယ်ကလည်းမျိုးတော်ကမော်စရာတွေနဲ့ပညာရှိတွေစီကနေအကူအညီရဖို့စီယုံလှုပ်ရှားပါတယ်တစ်ဖက်မှာလည်းဟန်နရီတာကစီဆိုဗင်းနဲ့တွေ့ဆုံပြီးသူတို့ဖမ်းမိထားတဲ့မီရှိုးတရားခံတွေကိုတက်တဲ့ပြုကစေးပါဝဲအဖွဲ့ကိုအေးအေးယူနိုင်ဖို့ရာဇဝတ်မှုကင်းတိစောက်ဖို့ကြိုးစားပါတယ်အတလီယာကစားအောင်ငါပြီးဇနီးတဲ့ကိုကယ်တင်နိုင်ခဲ့တဲ့မော်စရာကြီးကလည်းကျေးဇူးဆက်တဲ့အနေနဲ့လီမော်တက်ကိုတုံးပြီးသူတို့ရဲ့ပစ္စည်းနေတဲ့မော်ပစ္စည်းတွေကိုပြုပြင်ပေးဖို့ကူညီပေးပါတော့တဲ့ဒန်နစ်ကတော့သူ့ရဲ့ဆရာမချင်းနဲ့တွေ့ဖို့ဆိုင်ကိုသွားခဲ့ပါတယ်ဆိုင်ထဲရောက်တဲ့အခါမှာအားလုံးကသူ့ကိုမှတ်မိကြပြီးဝိုင်းအောင်လာ
လာပေမဲ့သူကတော့ဂျင်းနဲ့ပဲတွေ့ချင်နေတာပါဂျင်းကဒန်နီရဲ့မျက်နှာကိုကြည့်ပြီးအရင်ကတဲ့အခြေအနေကောင်းလာတာကိုသတိထားမိသလိုသူ level 100မရောက်နိုင်သေးတဲ့အဖြစ်ကိုရှာတွေ့ပြီးလာလို့မေးခဲ့ပါတယ်ဒန်နီကတော့အဲ့ဒီအဖြစ်ကိုမသိသေးပေမဲ့အခုသူရောက်လာတာကတော့သူဟင်းကိုကြိုက်နေတဲ့တငယ်ချင်းတွေအတွက်အကူအညီတောင်းဖို့ဖြစ်ကြောင်းကိုပြောပြပါတယ်ဂျင်းဟာဒန်နီရဲ့ကိုကျိုးစွန့်တဲ့စိတ်ဓာတ်ကိုအံ့ဩမိသလိုသူလိုအပ်နေတဲ့အကူအညီတွေကိုပေးဖို့သဘောတူလိုက်ပါတယ်ဒါအပြင်သူမကဒန်နီကို level 100ရောက်ဖို့အတွက်လိုအပ်တဲ့အရေးကြီးဆုံးသင်ခန်းစာတစ်ခုကိုလည်းအရေးမပြောပြခဲ့ပါတယ်ညဘက်မှာတော့ဂျင်စီကနေအရေးကြီးတဲ့အစည်းအဝေးကျင်းပမယ့်အချိန်နဲ့နေရာကိုလက်ခံရရှိလိုက်တာကြောင့်ဒန်နီတို့ရဲ့ပြင်ဆင်မှုတွေအားလုံးပြည့်ပြည့်စုံသွားပါပြီနောက်တစ်နေ့မှာတော့စေးပေါင်းဝဲကောင်းဆောင်ဗီကိုဟာအရေးကြီးတဲ့လုပ်ငန်းကိစ္စတစ်ခုအတွက်ထွက်ခွာဖို့ပြင်ဆင်ပါတယ်ဗီကိုရဲ့အတိတ်မှာသူဟာငယ်စဉ်ကတည်းကလဲကွင်းထဲမှာပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရပြီးသူ့ရဲ့ဖျားနာနေတဲ့အကိုဖြစ်သူကိုစောက်ရှောက်ရင်းနဲ့မြန်မာတဲ့ရီမန်းချက်တွေကိုမွေးမြူခဲ့ပုံကိုပြန်မြင်အောင်လာရပါတယ်ဗီကိုရဲ့ငယ်ဘွားဟာအလွန်ခါးသီးခဲ့ပါတယ်ဖားခင်ဖြစ်သူဆုံးမသွားပြီးမိခင်ကလည်းနောက်ယောက်ျားနောက်လိုက်သွားတာကြောင့်နေမကောင်းတဲ့ညီလေးနဲ့အတူဒုက္ခရောက်ခဲ့ရပါတယ်သူဟာတထေးတွေစီကစားစရာရဖို့ညီလေးရဲ့အခြေအနေကိုတနာစရာဖြစ်အောင်လုပ်ပြီးလိမ့်လေတောင်းခံခဲ့ပါတယ်တနေ့မှာတော့တထေးကတော့တယောက်ရဲ့ခွေးကိုသူ့ကိုဟောင်းတာကိုအညှိုးတေးထားပြီးညဘက်မှာပေါက်ပြားနဲ့ရိုက်သက်ခဲ့ပါတယ်အဲ့ဒီအမှုမှာသူ့ညီလေးအဖမ်းခံတော့မဲ့အချိန်မှာဗီကိုကသူ့လှုပ်တာဖြစ်ကြောင်းကိုဝန်ခံခဲ့ပြီးချိန်နဲ့ပေးခံခဲ့ရပါတယ်ဗီကိုဟာလက်စားကြီးတဲ့အနေနဲ့တထေးအိမ်ကိုမိရှို့ဖျက်ဆီးခဲ့ပြီးသူ့ရဲ့ရက်စက်မှုကိုကြောက်လန့်သွားတဲ့ညီဖြစ်သူဟာသူ့စီကနေထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဗီကိုက level 100ရောက်ဖို့ရည်မှန်းချက်နဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီး Silver Fan ဆိုတဲ့အဖွဲ့တွေကိုဝင်ခဲ့ပါတယ်။သူဟာအဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲတကူတော့တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အဖွဲ့ခေါင်းဆောင်ကိုနဂါးနဲ့ပစ်ထားခဲ့ပြီးတေအောင်လောက်ကသူကိုယ်တိုင်ခေါင်းဆောင်နေရာကိုရယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အခုလက်ရှိ Silver Fan အဖွဲ့ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဗီကိုဟာဂျိုးဇက်ဟိုပါနဲ့အဂရိလိုက်စားတဲ့တရားသူကြီးတို့နဲ့လှုပ်ဝက်တွေ့ဆုံနေပါတယ်။သူတို့ကဒန်နီရဲ့ဆိုင်ကိုဖျက်ဆီးနိုင်ခဲ့တာကြောင့်သူတို့ရဲ့အနာဂတ်ဟာလုံခြုံသွားပြီလို့ယုံကြည်နေကြပါတယ်။ဂျိုးဇက်ကတော့နိုင်ငံတစ်ခုလုံးကိုနောက်ဘက်ကနေကြိုးကိုင်အုပ်ချုပ်ဖို့အထိရည်မှန်းထားပြီးအခုလိုသူတို့အားလုံးစုံတွေးရတာဒန်နီကြောင့်မို့ဒန်နီကိုတော့ကျေးဇူးတင်တဲ့လို့လောင်ပြောဆိုနေပါတယ်။အဲ့ဒီအချိန်မှာပဲဗင်ဟာစပွဲတို့အဖြစ်ရုပ်ဖြတ်ပြီးအခန်းထဲကိုဝင်လာပါတယ်။သူကစပုံမူကဟင်းတပွဲကြံခဲ့လို့လာဖို့တာပါလို့ပြောပြီးထမင်းကြော်တပွဲကိုချပေးလိုက်ပါတယ်။ဂျိုးဇက်ကအံ့ဩသွားပေမဲ့အဲ့ဒီထမင်းကြော်ကိုတော်တော်စားတဲ့အခါမှာတော့အရသာရှိတုံးလို့ဒီစပုံမူကိုသူ့စီမှာအလုပ်လုပ်ခိုင်းဖို့ပြောပါတယ်။တပတ်မှလည်းဗီကိုကဂျိုးဇက်တို့လိုအာနာမတ်တဲ့အသုံးမကျတဲ့သူတွေကိုအခွင့်အရေးအကုန်ရှင်းပြပြီးနိုင်ငံကိုသူကိုယ်တိုင်အုပ်ချုပ်ဖို့စီစဉ်နေပါတယ်။ဒါပေမဲ့ဗီကိုဟာထမင်းကြော်ကိုမြည်တမ်းကြည့်လိုက်တဲ့အခါဒါဟာဒန်နီရဲ့လက်ရမယ်ချက်ချင်းသိသွားပါတယ်။အဲ့ဒီနောက်ဒန်နီဟာအခန်းထဲကိုရဲရဲဝဲဝင်လာပြီးသူ့ရဲ့ဆိုင်ကိုမိရှို့ခဲ့တဲ့အတွက်သူတို့ကိုအပြစ်ပေးဖို့ရောက်လာတာဖြစ်ကြောင်းကိုပြောပြပါတယ်။ဒန်နီဟာ Drag Fight လို့ခေါ်တဲ့ကြောင်းဝက်ဖွဲ့အတန်ဆွားကိုတုံးပြီးအော်ဟစ်လိုက်တဲ့အခါဂျိုးဇက်နဲ့တရားသူကြီးတို့ဟာကြောက်လန့်လို့ဒူတော့အရှုံးပေးလိုက်ရပါတယ်။ဒန်နီကသူတို့ကိုအပြစ်ဝန်ခံခိုင်းရမှာဂျိုးဇက်ကကြောက်ကြောက်လန့်လန့်နဲ့ပဲသူတို့မိရှို့ခဲ့တာမှန်ကြောင်းကိုဝန်ခံလိုက်ပါတယ်။ဒီဝန်ခံချက်ကိုဗင်ကအမော်အတန်ချက်ဆက်နဲ့တမျိုးလုံးကြောင်းထုတ်လွှင့်လိုက်တာကြောင့်မြို့တော်ကလူတွေအားလုံးဟာဂျိုးဇက်တို့ရဲ့ရုံမှမှုကိုသိသွားကြပါတယ်။စီဆိုဗင်ကလည်းအခုလိုဝန်ခံချက်ရပြီဖြစ်လို့သူတို့အတွက်အရာအလုံးပြီးဆုံးသွားပြီလို့ဆိုပါတယ်။ဒါကိုဒေါသထွက်နေတဲ့ဗီကိုကဒန်နီကိုစားရင်တိုက်ခိုက်ပါတော့တဲ့ဗီကိုကသူ့ရဲ့ဓာတ်ကိုလျှက်စီးမော်နဲ့အစွမ်းသိမ်းပြီးတိုက်ခိုက်သလိုဒန်နီကလည်းသူ့ရဲ့ဓာတ်မြောင်တွေကိုရေခဲမော်နဲ့တုတ်ပြန်ပါတယ်ဗီကိုကမြေပြင်ကိုဖျက်ဆီးပြီးကြောက်တုံးတွေနဲ့ပြစ်ပေါက်ခဲ့ပေမဲ့ဒန်နီကဒေအိုကြီးတစ်လုံးနဲ့ကာဝဲကမီလီယံတွေကိုပြန်လည်တိုက်ဆက်ဆင်ပါတယ်သူတို့နှစ်ယောက်ဟာအကျိတ်နဲ့ရှိလာပါတယ်အတိတ်ကိုပြန်ပြောင်းကြည့်ရင်အဖွဲ့တဲကိုစောင့်ဝင်တုန်းကဗီကိုကသူ့ကိုစပုံမှုဆိုပြီးအထင်သေးခဲ့တာပါလက်ရှိတိုက်ပွဲမှာဗီကိုကဒန်နီရဲ့ဓာတ်တွေကိုဖျက်ဆီးပြပေမဲ့ဒန်နီကချက်ချင်းပြန်ပြင်ပြီးတိုက်ခိုက်ပါတယ်ဗီကိုကဒန်နီကိုကန်ကောင်းလို့ဆရာကောင်းနဲ့တွေ့ခဲ့တဲ့နုနယ်တဲ့ကောင်လေးကိုလှောင်ပြောင်းပြီးအပြင်းထန်တိုက်ဆက်ဆင်ပါတယ်ဒန်နီဟာဒေအိုကြီးတွေနဲ့ခုခံခဲ့ပေမဲ့ဗီကိုရဲ့အချိန်ကိုမထိန်းနိုင်ပဲလွင့်ထွက်သွားပါတော့တဲ့အဲ့ဒီအချိန်မှာဒန်နီဟာတတိလေးလို့ညီပါဖြစ်သွားပြီးသူ့ရဲ့ဆရာမချင်းပြောခဲ့တဲ့မင်းဟာအရာရာကိုစိတ်မပါတပါပဲလုပ်နေသေးပြီး level 100ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးဆိုတဲ့စကားကိုပြန်ကြားရောက်လာပါတယ်သူဘာကြောင့်စပုံမှုဖြစ်ကျင်ခဲ့တဲ့ဆိုတဲ့အဖြစ်ကိုသူရှာတွေ့သွားပါပြီအဲ့ဒါကတော့သူခက်ခဲနေတုန်းကစားခဲ့ရတဲ့ထမင်းကြော်လိုမျိုးအရသာရှိတဲ့ဟင်းတွေကိုချက်ပေးပြီးဘဝမှာရုန်းကန်နေတဲ့သူတွေကိုအင်အားပေးနေတာသူတို့ရဲ့မျက်နှာပေါ်မှာအပြုံးတွေမြင်နေတာဆိုတဲ့ရည်ရွယ်ချက်စစ်စစ်ပါပဲသူတို့ရဲ့တငယ်ချင်းတွေအားလုံးကစိုးရိမ်တကြီးအော်ဟစ်ခေါ်နေတဲ့အတန်ကိုကြားလိုက်ရတဲ့အခါဒန်နီဟာသူ့နှလုံးသားထဲမှာမြုပ်နှံနေတဲ့ level 100ရဲ့နောက်ဆုံးသောတောချက်ကိုနားလည်သွားပါတယ်ဗီကိုကလျှက်စစ်မော်နဲ့အဆုံးသတ်တိုက်ခိုက်ဖို့ပြင်လိုက်ချိန်မှာပဲဒန်နီရဲ့ကိုကနေအလင်းလန်းတွေထွက်ပေါ်လာပြီးဗီကိုကိုလွှင့်ထွက်သွားစေပါတယ်ဒန်နီကအရသာရှိတဲ့အစားအသောက်ကိုချက်ပေးနိုင်ုံနဲ့မလုံလောက်ဘူးအဲ့ဒီအစားအသောက်ကိုစားမဲ့သူတွေကိုကောင်းဝယ်ပေးနိုင်တဲ့အင်အားရှိရမယ်ဆိုတာကိုသဘောပေါက်သွားပြီး level 100ကိုတရားဝင်တက်လှမ်းနိုင်ခဲ့ပါပြီဗီကိုကအပြင်းနဲ့တိုက်ခိုက်ပေမဲ့ level 100ရဲ့စွမ်းအားကိုမရှင်နိုင်တော့ပါဘူး။ဒန်နီကသူ့ရဲ့စကေးအသစ်ကိုသုံးပြီးမင်းတို့ငါရဲ့စားတောက်ဆိုင်ကနေထောင်ရပိတ်ပင်လိုက်ပြီးလို့ကြွေးကြော်ကအလေးနိုင်ကြီးနဲ့တူဗီကိုကိုအပြတ်သက်အနိုင်ယူလိုက်ပါတယ်။ဗီကိုကမြေပြင်မှာလက်မြောက်အရှုံးပေးလိုက်ရပြီးတစ်ချက်တော့မလုံနိုင်တော့ပါဘူး။ဗင်ဟာဒါဟာ level 100ရောက်မှရရှိတဲ့ဒန်နီရဲ့သီးသန့်စကေးဖြစ်ကြောင်းကိုရှင်းပြပါတယ်။တိုက်ပွဲပြီးမှတော့ဒန်နီနဲ့ပင်မနွမ်းနေပြီးလဲကြလူနေပါဖြစ်သွားပေမဲ့တငယ်ချင်းတွေကဝိုင်းဖန်ပေးခဲ့ကြပါတယ်။တစ်ဖက်မှာတော့ကာတီနဲ့ဆီယာမဂျင်တို့စကားပြောပြကြပါတယ်။ဂျင်ကဒန်နီဟာသူဒီလောကမှာဘာကြောင့်ရှိနေရလဲဆိုတဲ့တီးရှိမှုအကြောင်းရင်းကိုရှာတွေ့သွားလို့ level 100ရောက်သွားတာဖြစ်ကြောင်းကိုရှင်းပြပါတယ်။ဂျင်ကအကောင်းဆုံးဟင်းချက်သူလမ်းစဉ်ကိုရွေးချယ်ခဲ့ပေမဲ့ဒန်နီကတော့သူ့တငယ်ချင်းတွေကိုကာဝယ်ဖို့အတွက်အင်အားကြီးဆုံးစပုံမှုလမ်းစဉ်ကိုရွေးချယ်ခဲ့တာပါ။ဇလန်ရဲ့ထူကြတဲ့အလှည့်ပြောင်းအနေနဲ့ဒန်နီရဲ့အကိုဖြစ်သူဟတ်ကပေါ်လာပါတယ်။သူကဗီကိုတို့ရှုံးနေသွားတာကိုခရူးမဆိုင်သလိုဒန်နီအနိုင်ရမှာကိုလည်းကြိုတင်ယုံကြည်နေခဲ့တာပါ။နောက်ဆုံးမှာတော့ဒန်နီတယောက်ပြန်လဲကျမ်းမာလာပြီးတငယ်ချင်းတွေကသူ့ကိုလာရောက်ကြည့်ရှုကြပါတယ်။
အားလုံးကဒန်နစ်ကိုစူရန်နဲ့စားတော့နေကြတာကိုကြည့်ပြီးဒန်နစ်လည်းအားပြန်ပြေးလာပြီဆိုတာကိုသိတာနေပါတယ်တငယ်ချင်းတွေကဒန်နစ်ကိုအံ့ဩစရာလက်ဆောင်တစ်ခုကိုပြလိုက်ပါတယ်အဲ့ဒါကတော့ကုန်တယ်ပိုကစောက်လို့ရေးကုမ္ပဏီနဲ့ချိတ်ဆက်ပြီးမီးလောင်သွားတဲ့စားတောက်ဆိုင်လေးကိုအရင်ထက်ပိုကောင်းအောင်ပြန်လည်တည်ဆောက်မဲ့ပုံစံငယ်ပဲဖြစ်ပါတယ်ဂျိုးဆန်နဲ့ပတ်သက်သူတွေအားလုံးဖန်ဆီးခံရပြီးဝေါ့စတက်မီသားစုရဲ့ခေါင်းဆောင်တွေကလက်လက်နေပေမဲ့အတလီယာကတော့အဲ့ဒီယာတို့ကိုစိတ်ဝင်စားပါဘူးစီဆိုဗင်နဲ့ပညာရှင်တွေကတော့မီးလောင်သွားတဲ့ရှားပါးစာအုပ်တွေကိုပြန်လည်ပြုပြင်ဖို့ကြိုးစားနေကြပါတယ်ဘင်ကဒန်နစ်တင်ပေးခဲ့တဲ့အားလုံးပြီးဆုံးသွားပြီးလို့ထင်တဲ့အချိန်မှာတယောက်ကပြန်ထားလာလိမ့်မယ်ဘယ်သူမှကိုကြောက်ပေါ်ကိုမရက်တည်နိုင်အောင်လက်တွဲကူညီမဲ့သူရှိရင်ပြန်ထားနိုင်မှာပါဆိုတဲ့စကားကိုပြန်လည်အောင်မေ့ရင်သူကိုယ်တိုင်နဲ့အစွမ်းထက်တဲ့မော်စရာပြအောင်ဆက်လက်ကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးမှတော့စားတောက်ဆိုင်တွေကအရင်တိုင်းပြန်လည်တည်ဆောက်ပြီးသွားပါပြီဒန်နစ်ကအရင်လိုပဲအားလုံးအတွက်အရသာရှိတဲ့ဟင်းလျာတွေကိုပြုံးရွှင်နဲ့ပဲပြန်လည်ချက်ပြုတ်ကျွေးမွေးနေပဲဇလန်းလေးနဲ့အေဂျင့်စွာအဆုံးသတ်သွားရပါတယ်